ကျွန်တော်အမြဲမေးနေကြတယ်မိကုန်းလေးတစ်ခုရှိတယ်ဆရာ body combat ဆော့ရင်အပြင်မှာတကယ်တိုက်တက်မှာလားအပြင်ကပွဲတွေမှာတကယ်သွားထိုးလို့ရလားဆိုရဲမိကုန်းလေးအမေးများလာတယ်တချို့ကြတော့လဲဒါကိုကတာလို့ထင်တတ်ကြတယ်ဒါပေမဲ့တချို့ကြတော့လဲဒီ body combat technique တွေကို real fight နဲ့ထင်အောင်ထင်မှာဖြစ်တတ်ကြတယ်ဒီနေ့မှာတော့ body combat ဆိုတာပါလဲဘယ်သူတွေအတွက်လဲ real fight နဲ့ဘာကွာလဲဆိုတာကိုဒီနေ့မှာရှင်းရှင်းလင်းလင်းပြောပြပေးသွားမယ် body combat ဆိုတာ Let's Make Company တစ်ခုရဲ့ program တစ်ခုပဲဖြစ်တယ်အတူဆုံးပြောရမယ်ဆိုတော့ဒါကကြတော့ cardio martial art program တစ်ခုပါဒီ boxing ရဲ့ပြင်းထန်တဲ့လက်သီးချက်တွေငွေထိုင်းရဲ့ကျွန်တော်တို့ပြင်းထန်တဲ့ဒူးတိုက်ချက်တွေတောင်ရိုက်ချက်တွေတိုက်ကွမ်ဒိုမှာပါတဲ့ကန်နဲ့ကန်ချက်တွေဒီတိုင်းပေါင်းစုံပေါ့နော်အကွက်တွေကိုသုံးပြီးတော့သိပ္ပံလေးကြ music နဲ့ movement တွေကိုပေါင်းစပ်ပြီးတော့ fitness level ကိုပို့ပြီးတော့တက်အောင်လှုပ်ဆောင်ပေးထားတဲ့ program design ဖြစ်ပါတယ် body combat မှာဆိုရင်ကိုလိုထိုးရမယ့်အိတ်ကမရှိဘူးထိုးရမယ့်ပြိုင်ဘက်ကလည်းမရှိပါဘူး body combat မှာဆိုရင်တော့ကိုယ့်ရဲ့အရေးနဲ့ပေါ့နော်ချနေရတယ်လို့မျိုး shadow boxing မှာလိုမျိုးကိုပဲကိုယ့်အတွင်းထဲကရန်သူကိုယ့်အတွင်းထဲကပြင်းနေတဲ့စိတ်တွေမဖြစ်နိုင်ဘူးလို့ယုံကြည်ထားတဲ့ limited bleed တွေကိုပို့ပြီးတော့ကြော်ဖြတ်နိုင်အောင်ဒီထက်ပို့ပြီးတော့အစွမ်းအစတွေပို့ပြီးတော့ထွက်လာအောင်ကိုပြန်တက်ရတဲ့လက်ကျင်ငန်းတစ်မျိုးပဲလက်ကျင်ငန်းလို့ရင်းနဲ့ကိုယ့်ရဲ့ mind ကို support ပေးနိုင်တဲ့ trainer တစ်ခုလို့ပြောလို့ရတယ်ဒါဟာခန္ဓာကိုယ်ရဲ့ကြွက်သားတိုင်းကိုလှုံ့ဆော်ပေးနိုင်တဲ့ high intensity training လက်ကျင်ငန်းတစ်ခုပဲဟုတ်ပြီဒါဆိုရင်ဒါကိုဘယ်သူတွေဆော့တင်တာလဲဒီမှာဆိုရင်နံပါတ်1ကတော့တက်လုံကောင်းခြင်းတဲ့သူတွေ stamina ကောင်းခြင်းတဲ့သူတွေအတွက်ဆော့တင်တယ်ဒီတနာရီ program ပေါ့နော်ကျွန်တော်ဒီ class တစ်ချိန်တနာရီစာမှာဆိုရင်900နဲ့800ကြားဒီ calorie ကအများကြီးလောင်ကျွမ်းနိုင်တယ်ဒီတစ်ခါကျတော့ဒီ stress တွေအများကြီးပေါ့နော် stress တွေအများကြီးနဲ့စိတ်ဖိစီးမှုများနေတဲ့သူတွေအတွက်ပါဒီနေ့ကုန်ရုံးမှာအလုပ်တွေများတယ်စိတ်ဖိစီးမှုတွေများလာတယ်ကိုယ့်ရဲ့အလုပ်မှာစုနေမိတဲ့ကိုယ့်ရဲ့ဒေါသတွေဒီပင်ပန်းမှုတွေကိုကိုယ့်လက်သီးချက်တွေကန်ချက်တွေနဲ့ဒီဖွင့်ထုတ်လိုက်တဲ့အခါမှာဖွင့်ချလိုက်တဲ့အချိန်မှာ class တစ်ချိန် join ပြီးတဲ့အချိန်မှာအရင်ကထည့်ပို့ပြီးတော့ပေါ့ပွားလာတယ်လက်ချင်ခန်းဆိုတာဘာလဲမသိဘူးဆိုတဲ့သူတွေအတွက်ပါအစင်းစင်းပေါ့နော်တခြားလေးလိုက်နိုင်အောင်လို့လုပ်ထားပေးတယ်တခြားလေး design ထုတ်ထားပေးတယ်အခုချိန်မှာတော့ကိုကလက်ချင်ခန်းတွေမစောတတ်ဘူးလက်ချင်ခန်းဆိုတာဘာလဲမသိဘူးဆိုပေမဲ့ဒီလိုမျိုး fighter တယောက်လိုမျိုးကိုယ့်ရဲ့ခန္ဓာကိုယ်ရောစိတ်ပိုင်းဆိုင်ရာရောပို့ပြီးတော့ကြန့်ခိုင်ခြင်းတဲ့သူတွေအတွက် body combat class တွေကအများကြီးတကားဖွင့်ထားပါတယ်အခုအရေးကြီးဆုံးပိုင်းကိုပြောပြမယ် real fight နဲ့ဘာကွာလဲဆိုတဲ့အပိုင်းကိုပြောပြပေးမယ်ဒီနှစ်ခုကကျတော့ရည်ရွယ်ချက်ချင်းလုံးဝမတူပါဘူး real fight မှာတော့တစ်ဖက်လူကိုကိုကအလဲထိုးရတယ်တစ်ဖက်လူကကိုအလဲထိုးမခံရအောင်ကိုကပြန်ပြီးတော့တုံ့ပြန်နိုင်စွမ်းတွေရှိရတယ်ဒါဆိုရင်အသက်အန္တရာယ်အရင်များတဲ့ကစားနည်းတစ်ခုဖြစ်တယ်ဒီထဲမှာဆိုရင်ကိုကအနိုင်ရနိုင်ခြေရှုံးနိုင်ခြေတွေဒါတွေအများကြီးလိုအပ်တယ်ဒါပေမဲ့ body combat မှာတော့အရင်တုန်းက9မိနစ်လောက်လမ်းလျှောက်လိုက်ရင်မောတယ်ဆိုတဲ့ခန္ဓာကိုယ်ကနေတနာရီအထိလမ်းလျှောက်ရင်ဘာမှမဖြစ်တော့ဘူးဆိုတဲ့ level ထိရောက်အောင်မြင့်တင်ပေးတဲ့လေ့ကျင့်ခန်း program တစ်ခုဖြစ်တယ်ခန္ဓာကိုယ်တွေချစ်လက်အောင်ကိုယ့်ရဲ့နှလုံးခုန်နှုန်းတွေပို့ပြီးတော့ကောင်းလာအောင်ကိုယ့်ရဲ့ stamina တွေကိုယ့်ရဲ့ mindset တွေပို့ပြီးတော့ strong ဖြစ်လာအောင်တခြားလေးစနစ်တကျတိစောက်ပေးထားတဲ့ fitness workout တစ်ခုပါပဲ combat မှာကျတော့ technique တွေ form တွေ movement တွေကိုဒါတွေကိုအသားပေးပြီးတော့မှလုပ်ထားတာဖြစ်တယ်လူချင်းလည်းထိစရာမလိုဘူးသူများကိုလည်းသွားထိုးစရာမလိုဘူးသွားကန်စရာမလိုဘူးသွားချစရာမလိုဘူး baking နဲ့ကိုယ့်ရဲ့ fitness level ကိုယ့်ခန္ဓာကိုယ် fighter တရားလိုမျိုးကျန်းမာကြံ့ခိုင်အောင်တိစောက်ပေးထားတာပါလူတော်တော်များများကဘာလို့ real fight နဲ့ body combat နဲ့ကိုမားတဲ့ကြရလဲဆိုတော့ဒီ body combat ထဲမှာသုံးထားတဲ့ technique တွေကတကယ် real fight ကအကွက်တွေကိုပဲပေါ့နော်ကက်ပေါင်စင်ကအကွက်တွေမွေထိုင်းကအကွက်တွေနောက်ဒီတိုက်ကွမ်ဒိုကအကွက်တွေဒါတွေကိုယူသုံးထားတဲ့အတွက်ကြောင့်မို့ဒီ body combat ဆော့ပြီဆိုတာနဲ့တကယ်ပွဲထဲမှာသွားချတတ်ပြီးသူများကိုသွားထိုးလို့ရပြီဆိုပြီးတော့ထင်တတ်ကြတယ်တကယ်တော့ body combat ကတကယ်တိုက်ပွဲတွေပေါ့နော်အကောင်းဆုံး foundation အုတ်မြစ်ကိုတိစောက်ပေးတာပါအချုပ်ပြောရမယ်ဆိုရင်တော့ကုလူတို့ကအပြင်မှာရန်ဖြစ်ချင်တာမဟုတ်ဘဲနဲ့ fighter တယောက်လိုမျိုးတန်မာတဲ့ခန္ဓာကိုကြန့်ခိုင်တဲ့စိတ်ဓာတ်ကိုရရှိချင်တယ်ဆိုရင်တော့ဒီ body combat လေ့ကျင့်ခန်းတွေကအကောင်းဆုံးရွေးချယ်မှုတစ်ခုပါပဲတချို့ကြောက်လဲပေါ့နော်ကျွန်တော်တငယ်ချင်းတွေတောင်မှ body combat technique sharing တွေလုပ်နေရရမ်းမိုက်တယ်ပေါ့ပွဲတွေမှာပေါ့နော်တပွဲနှစ်ပွဲလောက်ဝင်ထိုးပါလားပါကျွန်တော်အများကြီးပြောကြရပေါ့နော်အနီးကပ်နေတဲ့လူတွေကိုယ်တိုင်တောင်မှ body combat ကိုမသိကြဘူးတခြားလေးနားမလည်ကြဘူးပေါ့နော်ဒါကလည်းသူတို့အမှားမဟုတ်ပါဘူးဒီမြန်မာနိုင်ငံမှာကျတော့ body combat နဲ့ပတ်သက်လို့ technique တွေ sharing တွေ knowledge တွေကိုပြောတဲ့သူကအရန်နေတယ် body combat ဆိုတာကျွန်တော် international မှာအရန်ပေါက်နေပြီမဲ့ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာကတော့ဘယ်သူမှမသိလောက်အောင်ကိုနေပါလွန်းတယ်အဓိကကတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာဒီ body combat နဲ့ပတ်သက်တဲ့ technique တွေ knowledge sharing တွေ educate လုပ်ပေးနေဆိုတာကဒီ international program တခုကိုကျွန်တော်မြန်မာနိုင်ငံမှာလည်းလူတွေပို့ပြီးတော့သိလာအောင်ဒီ music နဲ့ movement နဲ့ပေါင်းပြီးတော့ကိုယ့်ရဲ့ fitness level တွေပို့ပြီးတော့တိုးတက်လာအောင်ကျွန်တော်ကနေ educate လုပ်ပေးနေတာဖြစ်တယ် sharing တွေလုပ်ပေးနေတာဖြစ်တယ်ဆိုတော့ကျွန်တော်က David Liam ပါ Let's Me ရဲ့ international body combat instructor တယောက်ဖြစ်ပါတယ်